မင်္ဂလာပါဒီနေ့ရွှေဘရောက်50ကိုကျွန်မသွားရောက်လည်ပတ်ခဲ့တဲ့အတွေ့အကြုံလေးကိုပြန်လည်မျှဝေပေးချင်ပါတယ်ဒီမှာတော့ပြင်လည်စာစုံရတာမလို့လေဒီနေရာလေးကတကယ်ကိုမဖြစ်မနေသွားတဲ့နေရာလေးတစ်ခုပဲเนาะဒီလိုနေရာမျိုးမှာလေငါးပစုံဝယ်လို့ရှိရင်တတိထားတဲ့ချက်လေးတွေကိုလည်းပြောပြချင်ပါတယ်ငါးဝယ်မယ်ဆိုရင်မျိုးလုံးကကြည်ပြီးတော့လေခန္ဓာကိုယ်ကကင်ကြည့်လိုက်လို့ရှိရင်နည်းနည်းလေးတောင်းနေရမျိုးပေါ့နော်အဲ့လိုမျိုးလေးရွေးချယ်တဲ့အခြေခုံလေးတွေကလည်းပြောင်းလဲပြီးတော့လမ်းလိုက်လို့ရှိရင်လည်းဒီငါးရဲ့အနှံ့ပဲဖြစ်တဲ့ပုံနဲ့နေပါထွက်နေလို့ရှိရင်ကြတော့အဆင်မပြေဘူးပေါ့နော်ဒီမှာဆိုတော့ခုကလေ2000ရဲ့2800ရဲ့ဈေးကကွာနေတော့ကျွန်မမသိဘူးအဲ့ဒါ2000နံကိုဝယ်လိုက်တာပေါ့အနမ်းနေပါလေအနမ်းကြီးတော့မထွက်ဘူးအဲ့တော့လေမထွက်ဘူးဆိုတာဝယ်လိုက်တာအိမ်ရောက်တော့လေနည်းနည်းပုံနဲ့ထွက်နေရဲ့အဲ့လိုမျိုးဈေးကွာလို့ရှိရင်လည်းလေသူအကြံနေအဲ့ဒါမလက်ဆက်တာတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဈေးကွာနဲ့တတိထားပါငရှိရတော့အရှိကြီးဆိုတော့လက်နေရောပဲပေါ့နော်ဒါဒီမှာကြောက်လို့တော့မိုးရဆိုတာတော့လေဒီဟာလေးကကျွန်မ2000မိုးဝယ်လိုက်တယ်သူကတပိတ်တာအနည်းဆုံးရောင်းတာဆိုတော့လေတပိတ်တာဝယ်ရတယ်ပေါ့နော်အိမ်ရောက်တော့ကျွန်မသိမကြိုက်ဘူးအဲ့ဒါအနံ့ငခုကိုဘလို့ရွေးချယ်ပြီးတော့ဝယ်တဲ့လဲဆိုတာလေးသိလို့ရှိရင်လည်းမျှဝေပေးခဲ့ပါအောင်နော်ဒီဆိုင်မှာတော့လေငါးတွေအစုံပဲဒါပေမဲ့ပင်လယ်ငါးတော့မရှိတော့ဘူးပေါ့နော်ကျွန်မသွားတဲ့အချိန်ကြီးကလေ17နာရီကျော်လောက်ဆိုတော့နည်းနည်းနောက်ကျသွားတော့လေငါးစင်ရိုင်းနေတော့အများကြီးပဲတွေ့ခဲ့တယ်ငါးစင်ရိုင်းနေချင်းနေရောရှိရပေါ့နော်အဲ့ဆိုင်မှာငစရိုင်းကြိုက်တယ်ဒါပေမဲ့တပိတ်တာမှာအနည်းဆုံးရောင်းတာဆိုတော့တပိတ်တာ1100ဆိုတော့ကျွန်မငစရိုင်းတော့မဝယ်ခဲ့လိုက်ဘူးလားလေငစရိုင်းကြီးတယ်မှာကြီးပဲငကြီးပေါင်းလေးစားကြလို့ငကြီးလေးသွားဝယ်မယ်ဆိုပြီးတော့အမေနဲ့သွားတာအဲ့မှာဆိုင်ရတော့ငကြီးလေးကတော့လက်တယ်တော်တော်လေးကိုလေဈေးရလဲကွာတယ်ဒါဆို2500ဒါ2100ဒါဆို2000ပေါ့နော်ဒီမှာဈေးရကွာတယ်ဟိုထိပ်ကဆို18500ဆိုတပိတ်တာအနည်းဆုံးပေါ့နော်အကောင်လိုက်ယူရတာ तू ကအရှိတိုင်းယူရတာတကောင်ရှိတိုင်းယူရတာပေါ့နော်ဒါမနက်ကငါဒါကူမရောက်တဲ့ကဈေးကွာသွားတာအဲ့လိုကွာသွားတယ်လက်တာနဲ့နည်းနည်းလေးနောက်ကျသွားတယ်ဈေးကွာတဲ့အကြောင်းရင်းကိုဒီကိုကရှင်းပြတော့မှတည်သွားတာကျမကလေးပါကျွေးမှဆိုတော့ဒီခုမှရောက်တဲ့ငါ့ကိုရှူလိုက်တယ်ပေါ့နော်ဒါဆိုတကောင်လုံးကို4000ကျတယ်တကောင်ရှိတိုင်းယူရတာအိမ်ကနေပြီးတော့ကိုကြွကြွအိတ်တွေရောထည့်ပါပေါ့နော်ကြွကြွအိတ်တွေမမြလေးယူပါသူကကြွကြွအိတ်တွေပိုင်းလည်းဘာမှမပေးဘူးကြွကြွအိတ်တွေရေခဲပုံးတွေထည့်ပြီးတော့ယူရပါငပုတ်တင်နေရတပိတ်တောင်းဒီထည့်ရဆိုရင်12000ဒီ12000နဲ့နေရယူလိုက်တယ်ဒီဘက်ကတော့1000ပေါ့နော်1000ကကြောင့်ပြော့နေငါကြီးအသိမလက်ဘူး12000နဲ့နေရနေယူလိုက်တယ်ငပုတ်တင်ကကြောင့်တပိတ်တာ50အနည်းဆုံးယူရတာကျွန်မပဲငပြိုင်လေးနဲ့ချိုးလေးနှက်ချင်လို့တပိတ်တာ50ယူလိုက်တယ်တပိတ်တာ50ကို18000ကျတယ်သူကလေအဲ့မှာအရှိကိုဆက်သွားတော့ငါတလောက်ကြီးတွေ့ရောငါတလောက်ကလည်းစားချင်တာနဲ့ဒီဘက်က4300ဒီရဆိုလို့ရှိရင်4800 9000တော့4800နဲ့ထားပြရပါတော့အဲ့နဲ့4800ကတော့လက်တော့4800တစ်ခေါင်ယူလိုက်တယ်တစ်ခေါင်လေးလည်းရောင်းနေဆိုတစ်ခေါင်ယူလိုက်တဲ့အထီးအဥတော့မပါဘူးကျွန်မဥပါတာမကြိုက်ဘူးအဲ့အထီးကိုမှချက်စားရတာကိုကြိုက်တာဆိုတော့အဲ့ဒါလေးတစ်ခေါင်ယူလိုက်တယ်ငါတလောက်က65ကျပ်သားတစ်ခေါင်3000နဲ့1000ကျတယ်အိမ်ရောက်တော့ချက်စားလိုက်တာရမ်းအောင်မကောင်းတော့ရမ်းကိုကောင်းတာနန်းနေလည်းတွေ့ခဲ့တယ်ခနန်းနေလည်းရှိခနန်းနေကတော့မွေလာအောင်ဒါဆိုတော့ပစုံအဲ့ဆိုင်ကပစုံတပိတ်တာ3000နဲ့ပစုံနေတဲ့လက်ထဲမှာကြီးနေရောပဲငဖေးရငတန်းကိုလေးချစ်ထားစိတ်ဆိုးထားရတလားအဲကြောင့်မကိုငါးဝယ်ပြီးတော့ရှေ့မှာချစ်တဲ့အသေးရှိရဲ့လိုမျိုးချစ်တာပေါ့ကောင်းတယ်ပစုံဆိုလို့ရှိရင်လည်းအခွန်ကမာနေပြီးတော့အယောင်ကညိုမဲမနေပဲနဲ့ကြီးလင်းနေတာမျိုးရွေးဝယ်ပြီးတော့ပစုံရဲ့ဒီခေါင်းနဲ့ကိုယ်နဲ့လည်းတွဲနေပြီးတော့ပြုတ်ပြမနေတဲ့ဘူးပေါ့နော်ခေါင်းနဲ့ကိုယ်နဲ့ကနည်းနည်းလေးပြုတ်ချင်းဖြစ်နေဆိုတာသိမလက်ဘူးဒီမှာဆိုကင်းမူနေတာပြီးကြီးငါးကြီးလားမသိဘူးတပိတ်တာ2000ဝယ်ဒါကျမလည်းဒါလေးသိမကြိုက်တော့မဝယ်ခဲ့ဂျားပစုံလေးကြည်ရဂျားပစုံလေးအဲ့မှာဈေးခွာနေတာဒါဆို6300ဒါဆိုလို့ရှိရင်
3000ခွဲတပိတ်တာဒါဆို4000ခွဲတပိတ်တာ4000ခွဲဆိုလို့ရှိရင်ခေါင်းကြီးရနည်းနည်းလေးမလေးအဲ့လိုလေးပြုတ်ချင်နေရခေါင်းလေးကနန်းလက်မလေးတွေ့ခဲ့တယ်ကနန်းလက်မအိပ်ပဲတည်တံ့ငနုတန်လေးလည်းလက်တယ်ထုတ်ပေါ်မှာ1100ပဲသူကဖားရီအရှိကြီးရောပဲဒီဘောချိတ်လေးဆိုရင်တပိတ်တောင်2000ခွဲပဲလက်နေရောပဲချမောင်တို့အတီးရွက်ကြောမပြည့်တယ်တို့လိုမျိုးထည့်လေကောင်းတယ်ကြာစံကြောတို့ပေါလေးထည့်ကြောလေအဆင်ပြေရအခလေးကြီးကြောင်းတမင်းချိုက်ဆိုလို့ရှိရင်ကြော်ပြီးလိုက်အဲ့ရလေးဆိုမြဲနေရောပဲချင်းလိုက်တောင်းနေအပြည့်ပဲရတယ်စီရဲမှာဝယ်1000မှုဆိုဘာမှမရအောင်အဲ့မှာဆိုရင်စိတ်ချိုက်ချက်ပဲမှာ2000ခွဲပေါ်တာခွဲသီးလေးနဲ့ကြိုချက်စားလေးရန်ကောင်းတယ်ပစုံလေးအစုံလုံးစားလို့ရတယ်အဲ့ဒါလေး2000ခွဲပေါ့အများကြီးပဲတွေ့လားပုံလဲထည့်ပြီးရစိုက်တွေကတော့အစုံပဲ1000ကျော်ရလေးလည်းရှိတယ်2000ခွဲကတော့တော့စိုက်ကြီးဆုံးလေးငါတလဲရူးလေးကြလို့အထုပ်ကလိုက်လေးရောင်းတာတွေ့ရောတစ်ထုပ်ကို3800လိုက်တာ90သားရှိရတဲ့ထုပ်ကိုအဲ့ဒါလေးအဲ့လိုမျိုးထုပ်ကလေးထုတ်ပြီးတော့ရောင်းနေတဲ့ဆိုင်လေးလည်းအများကြီးပဲအထုပ်လိုက်လေးကိုကလိုချင်တယ်ဆိုတော့တစ်ထုပ်ချင်းစီဝယ်လို့ရတယ်ပိတ်တာလိုက်မဟုတ်ဘဲနဲ့လေဒီဆိုင်မှာဆိုလို့ရှိရင်လေငခုံငကြီးငပဲငတလဲတို့ငမွေတို့ငစင်ရအဲ့လိုမျိုးလေးတော့အထုပ်ကလေးနဲ့ထုတ်ရောင်းတာစုံပဲဆိုင်နေရောလက်ကားဆိုင်နေပဲဆိုတော့ဈေးတွေကတော့တိတ်မကွာဘူးဈေးရန်ကွာနေပြီဆိုလို့ရှိရင်လေအကြံနေဖြစ်နိုင်တယ်အကြံနေဖြစ်တာတော့မလက်ကြတော့လို့ဖြစ်နိုင်လို့အဲ့ဒါလေးသတိထားပါလို့ကျမလည်းငခုကနည်းနည်းလေးမလက်တာနဲ့ကြုံလိုက်ရတော့အဲ့တော့မှသိတာဒီထုတ်လေးနဲ့ထုတ်ရောင်းတာလက်တယ်နော်ငတလဲတို့လေးတွေမှာကြီးပဲကောင်းတယ်ကနန်းကြီးကတော့အရှင်နေပဲတပိတ်တောင်18000ဘူးလေးကိုလေးစပလင်လေးနဲ့ဟင်းချိုလေးချက်စားခြင်းဟောအဲ့ဒါခုံးလေး9000ပို့အလောက်ရတယ်အများကြီးပဲခုံး9000ပို့ဝယ်ခဲ့တယ်ဝယ်လာတဲ့ငါးကြီးဆိုပြင်မှာခုတ်ပြရရှိတယ်တမိသားကို1000လို့ဒီမှာဒီကိုကြီးမှာကျခုတ်နေကြဆိုတော့အကုန်လုံးခုတ်လိုက်တာအောင်မှ9000ပဲယူပဲအစတော့ကတော့အိမ်မှာခုတ်တာဒါပေမဲ့အရန်နံနေသလားတခါတည်းပဲခုတ်ခဲ့တာအဆင်ပြေတယ်သူတို့ဆိုမြန်နေရောပဲခုတ်တာကဲဒါဆိုရင်တော့ရွှေပြောက်50ကိုတွားရောက်ခဲ့ခီးလေးပြီးဆုံးသွားပါပြီဒီဗီဒီယိုလေးကလေရွှေပြောက်ကိုတွားဖို့စိတ်ကူးရှိတဲ့သူတွေအတွက်ထောက်ကူဖြစ်မယ်လို့မျှော်လင့်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်